ဒီနေ့ကျမတို့ဘန်ကောက်မှာရှိရဲ Sea Life Ocean World ကိုသွားလိုက်ခဲ့ပါတယ်။ဘန်ကောက်ရောက်တာတစ်နှစ်ခွဲလောက်ရှိပေါ့နော်။တောသူမလေးကမရောက်ဘူးလို့အခုမှသွားရတာပါ။အယောင်သွေးစုံစုံနဲ့ငါးလေးတွေကတော့အများကြီးပဲ။တကယ်ရေအောက်ထဲကိုရောက်သွားသလိုပဲ။ဒါကတော့ကြောက်ပစုံအကြီးကြီးတွေပေါ့နော်။ဗလိန်းတာတော့မဟုတ်ပေမဲ့ကိုယ်အဲ့ဒီကောင်ကြီးကအရန်ရုပ်ဆိုးတာပဲ။ချစ်စရာလေးမျက်လုံးပြူးပြူးလေးနဲ့ဒါကတော့ရေနဂါးတအုပ်ပေါ့နော်အဖိုးကြီးကြာနေရပဲငါးလေးကြည့်ရလေမျက်စိအေးနာအေးနဲ့တကယ်စိတ်ချမ်းသာတယ်ဒါကတော့ဆရာကြီးနီမိုပေါ့နော်24နာရီမိတဲ့ကျမနဲ့တူတယ်မမတို့ကြီးပေါ့နော်ကရင်ကတ်တွန်းကအရန်ကြီးရောလေကတ်တွန်းကားရဲ့နာမည်နဲ့ပဲတွဲမမိရောဒီကောင်ကြီးကလည်းအရန်လောက်ဒီအကောင်လေးတွေကလည်းဟိုတလုံးကနာမည်ကြီးလိုက်သေးရဲ့အဲ့လိုတဲထဲမှာတပိုင်းဝင်ပြီးတပိုင်းကအပေါ်ထွက်နေတာကွာဝေကျွေးတစ်ခုပဲဆိုပြီးအဲ့ငါးတွေပို့စီတင်လိုက်တာတွေ့လိုက်သေးရဲ့ဒါကတော့ depression ကောင်စိုးလေးပေါ့နော်သူ့ကြီးကစိတ်တက်တောင်ကြရတယ်ဒါကတော့ကျမပါပေါ့ချစ်တော့ချစ်စရာလေးပါဒါပေမဲ့အလေးတက်လေးတော့ဖောင်းနေတယ်ငါးတဲတဲလေးတွေပြီးတော့ငါးအကြီးကြီးတွေပဲကိုရောက်သွားတာပေါ့နော်ဒါကတော့ဘယ်တော့မှမယူရဲရွှေငါးလေးတွေဝတ်တုပ်ကလေးတွေချစ်စရာလေးတွေဒါကတော့ပင်ကွင်းတအုပ်ပါရုပ်တရက်စိတ်ထဲကြတဲ့ရုပ်တွေနဲ့လက်မောင်းမှာလည်းလက်ပတ်ကိုစီနဲ့ဒါကတော့မွေပိုက်သွန်ဆိုစပတ်အောင်ပေါ့နော်ဟယ်ရီပိုတာကတော့တတိယသွားတယ်လူတွေရောငါးတွေရောရှုပ်ရှက်ကိုခတ်နေရပဲလူကတော့တကယ်ကိုများတာအဲ့ငါးကြီးကလေတကောင်ကျမလောက်ရှိတယ်ကွယ်ငလိတ်ကြောက်လေးတွေကိုတော့တကယ်အားကြရဲကွယ်ရေကူးတာမှတွက်လက်နေရပဲကိုကရေမကူးတတ်ဘူးလေဒါနောက်ထပ်ပင်ကွင်းတအုပ်စုသူတို့ကရေကူးတယ်ခုနကောင်တွေကရေလုံးဝမကူးသူတို့ကကြတော့ရေထဲကိုတက်လိုက်ဆန်းလိုက်အမြဲလုံနေကြတဲ့ဆရာကြီးတွေဒါကတော့ကျမတို့ jellyfish တွေထားတဲ့နေရာကိုရောက်သွားတာပေါ့နော်အသေးရစရာလေးတွေကွယ်တဘာဝဖန်ဆင်းပေးထားတကယ်ကိုလှတာကွယ်အဲ့ဒီကောင်လေးကြည့်နေမယ်ဘာမဆိုင်ညာမဆိုင်ရေခုတုတ်တွေကိုသွားမြင်ရောင်နေမိတယ်ကတော့ဒါကတော့ကျမတို့ငမန်းကြည့်တဲ့ဘက်ကိုရောက်သွားပါပြီငမန်းအရန်တော့မကြည့်ဘူးကွယ်လူတွေကအုံကိုထနေတာပဲငမန်းလည်းတော်တော်မျက်စိနှောင်ပါငမန်းမျိုးစားတော့2မျိုးလောက်ပဲရှိရဲဒါတော့ကရင်တို့မြင်နေကြရုပ်ရှင်ထဲမှာပါငမန်းမျိုးတွေပေါ့နော်နောက်ငမန်းတစ်ခုကကြတော့နှုတ်သီးထိတ်မှလေလွှာသွားပုံစံမျိုးအဆူကြီးတွေနဲ့ငမန်းအဲ့ငမန်းလေးရှိတယ်ဒီငမန်းလေးကတော့ချစ်စရာလေးနော်ဟဲငမန်းကြီးကြည့်ရင်တော့မှ glass boat ဆိုတဲ့ဟာစီးလို့ရတယ်သူကတယောက်ကို490ဘတ်ဆိုတော့ကတော့မစီးခဲ့ဘူးပတ်စံနှမျောလို့ဘန်ကောက်မှာလေတခြား safari တို့ dream world တို့ထက်ဆိုင်ရင် sea life ကတန်တယ်လို့ခံစားရတယ်ပေါ့နော်ငွေပေးပြီးတော့ဝင်ရတဲ့နေရာတိတ်မရှိဘူးခုနကဘုတ်စီးရဲ့ဟာတစ်ခုလောက်ပဲပတ်စံထပ်ပေးရတာအဲ့ဒါကြီးစီးတော့ငမန်းနေနီးကပ်မြင်ရမှာပေါ့ကွယ်ကရင်တို့သွားတာ Friday အဲ့ဒါတော့မှလူတွေကတအားများတယ်နောက်ထပ် vlog တွေမှာပြန်တွေ့မယ်နော် bye bye